大家好，我的名字叫南希，现在我学习中文。今天跟我一起挑战学习中文的第一天。ဒီနေ့ကျမနဲ့အတူတရုတ်စကားပြောလေ့လာရင် challenge ခေါ်တဲ့ပထမအဆုံးနေ့ဖြစ်ပါတယ်။တရုတ်လို့ပြောလိုက်တာနဲ့ဒီမှာနားထောင်နေတဲ့တူလဲဘာကိုအရင်ဦးဆုံးပြင်းမြင်ကြလဲ။ Shaking and Twinkle Okay အရင်ဦးဆုံးသင်ခန်းစာကိုမလေ့လာခင်မှာသိရှိရမယ့်အချက်ကနှစ်ချက်ရှိရဲ့နံပါတ်1တစ်ချက်ကဘယ်ပါရာစကားကိုပဲတင်တဲ့အရင်ဦးဆုံးမိမိလေ့လာမယ့်ပါရာစကားရဲ့ယဉ်ကျေးမှုသမိုင်းလူမျိုးရေးစီးပွားရေးတစ်ခုခုကိုစိတ်ဝင်စားပြီးတော့လေ့လာရန်လိုအပ်ပါတယ်။ဒါမှသာလေမြင်မြန်ဆန်ဆန်နဲ့အချင်းတို့တွင်းတမြောင်မြန်ပါမယ်။နံပါတ်2ကသူများတရုတ်စာသင်လို့ကိုလည်းတရုတ်စာသင်နေတာမျိုးမဖြစ်ပါစေနဲ့။အခုလက်ရှိနဲ့စီတင်နေတဲ့စာအုပ်လေးကဒီစာအုပ်လေးဖြစ်ပါတယ်။ဒီစာအုပ်လေးက老师张丽英စာအုပ်ဖြစ်ပါတယ်။နေ့စဉ်သုံးအခြေခံတရုတ်စကားပြော基础汉语စာအုပ်ဖြစ်ပါတယ်။သင်ခန်းစာမတော်ခင်တရုတ်သမိုင်းအချင်းချုပ်လေးပြောရအောင်နော်။တရုတ်ပါတာကိုမိတ်ဆက်ခြင်းတရုတ်နိုင်ငံမှာတိုင်းရင်းသားက56မျိုးရှိရဲ့56မျိုးလုံးကကိုယ်ပိုင်စကားကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိကြတယ်56မျိုးထဲမှာလူဦးရေအများဆုံးကဟန်တိုင်းရင်းသား93%လောက်ရှိတယ်ဒါကြောင့်ဟန်စကားကိုနိုင်ငံ3ချောင်း3ရုံးတို့အနေနဲ့အသုံးပြုလာကြတယ်တရုတ်စကားတွေမှာအပိုင်း2ပိုင်းခွဲထားတယ်တရုတ်စာဟန်字တရုတ်အတန်ထွက်ဟန်ယူဖင်းရင်းဆိုပြီး2မျိုးခွဲထားပါတယ်ဖင်းရဲ့အာသာချက်ကနံပါတ်1အတန်ကိုမှန်ကန်အောင်ကူညီပေးရယ်နံပါတ်2ဖုန်းကွန်ပျူတာသုံးတဲ့ချိန်မှာအသုံးဝင်တယ်နံပါတ်3အပိတန်မရှာဖွေရတာလွယ်ကူစေရယ်နံပါတ်4 soft steering လုပ်တဲ့ချိန်မှာလွယ်ကူစေရယ်တရုတ်စာတွေကရေမြေတောတောင်တဘာဝကိုအခြေခံပြီးတော့ပုံတူပချီကရွေးဆွဲပြီးအသုံးပြုတဲ့ပုံစံပါရာရဲ့တစ်ခုဖြစ်ပါတယ်တရုတ်စာတွေကစာတန်ပြုစုထားရအရေးအတွက်6000လောက်ရှိတယ်6000ကိုတော့နေ့စဉ်သုံးဖြစ်တယ်အဲ့ဒီထဲကမှ90%လောက်တက်ထားတဲ့စကားပြောရတာအဆင်ပြေလွယ်ကူစေရဲ့ချင်းပြည်ရဲ့လက်ထက်မှာ BC 221ကနေ206ထိနိုင်ငံတကာပြန့်ပွားဖို့လွယ်ကူရန် symbol form ကိုအသုံးပြုလာကြတယ်1949ခုနှစ်မှာကျတော့2000စာလုံးပေါင်း2000ကျော်ကိုလက်ရည်တူဖြစ်တရားဝင်အသုံးပြုခဲ့ကြတယ်1955မှာတော့နိုင်ငံခြားသားတရုတ်စာကိုလေ့လာရန်လွယ်ကူရန်စီဖို့ဖီးရင်ကိုအသုံးပြုလာကြတယ်1958မှာတော့သူငယ်သားစာဖတ်စာအုပ်တွေမှာအကျဲသွင်း